ပြည့်စုံမှဆိုရင်တော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးကျွန်တော်တို့လူမျိုးကလေဟိုရန်ကုန်ကနေပဲခူးလောက်ရွှေ့ရင်ဝန်ထမ်းတွေလုံးမလုံးမသွားခြင်းဘောနော်ဒီနေ့ဘတ်စကိုတကားမတို့ဘာလို့ဆိုတာသူများနိုင်ငံတွေသွားကဘာတွေပတ်ကြည့်ပြီးတော့မှဖြစ်တာကျွန်တော်တို့ကဟိုတခုခုတနေရာကိုစွန့်စားရမယ်ဆိုရင်စိတ်ကတိတ်ကတိကောက်ဖြစ်တယ်တကယ်တမ်းကျတော့ adventure လို့ဟာမျိုးတိတ်မလုပ်ချင်ကျွန်တော်ကတော့ဟိုလူငယ်လုပ်ငန်းရှင်တွေကိုလေစွန့်စားလုပ်ရမယ်လုပ်တယ်လုပ်စေချင်တာဒီအသက်ရွယ်မှမလုပ်ရင်တက်ကြီးမှဆိုရင်ပိုစဉ်းစားလာလိမ့်မယ်ပိုပြီးဝေးသွားလိမ့်မယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီဟာကိုကျွန်တော်ပြပြတာအဲ့တော့စွန့်စားစေချင်တယ်လုပ်စေချင်တယ်စူးစမ်းစေချင်တယ်မျက်စိလည်းပွင့်စေချင်တယ်ပေါ့နော်ဒီကြတခုပြောရဲကျွန်တော်တို့ဝယ်တဲ့ကားတွေကရ15,000လေးရှိတယ်1,020လေးရှိတယ်ဒေါ်လာ3,000နဲ့လေးရှိတယ်ဂျပန်သတ်မှတ်လိုက်တာနိုင်ငံခြားပို့တဲ့ကားတွေကိုပေါ့နော်ဒေါ်လာ600အောက်ကားပဲပို့ရမယ်အထက်ဆိုပို့လို့မယ်ကျွန်တော်ဝယ်ထားတဲ့ကားတွေအစီး50လောက်ရှိတယ်ကျွန်တော်တော့သွားပြီးမွဲပြီပေါ့ဘာလို့ကြုံရတဲ့လူဆိုတာအခက်ခဲတွေကိုလေဆိုတော့ကျွန်တော်အဲ့စိတ်ကမ်းမှာအဲ့ကားတွေကိုရှာတော့အလေးနဲ့ထားပြီးတော့အဲ့ကားအစီး50ထားပြီးဒီတိုင်းဆိုရင်မပို့ရတော့ရင်ပြန်ရောက်ရင်လည်းအဲ့မှာရန်1000တောင်ရမှာမဟုတ်ဟိုအဲ့တော့ကျွန်တော်ဘာလုပ်လဲလို့မင်းဒါတော့